န္ဓာကိုယ်ကိုစိုက်ပြီးကြလားဘုရားရှိခိုးမှာဖြစ်စေကိုယ်ရာဘောမှာဖြစ်စေစိုက်ပြီးရှိပါမရှိမရှိဖို့ကာလဘာလို့ရမလဲလို့မေးလို့ရှိရင်ဖြင့်လေလေးထွက်လာတာလည်းသိနေပါလေလေးပြောင်းဝင်လာလည်းသိနေပါတို့ရလို့သိနေတဲ့အခါကျတော့သိတဲ့စိတ်ကလေးကဘယ်မှမပြေးတော့တို့ရလို့သိတဲ့စိတ်ကလေးဘယ်မှမပြေးတဲ့အချိန်ကြတော့ဟောထွက်တိုင်းသိဝင်တိုင်းသိထွက်တိုင်းသိဝင်တိုင်းသိဒီသိတဲ့စိတ်ကလေးဘယ်မှမပြေးအောင်တရားဓမ္မတွေကထိန်းထားဝိပဿနာစာခန္ဓာကိုယ်ထောဝင်သိတာကလို့မှတ်လိုက်စမ်းပါဝိပဿနာစာခန္ဓာကိုယ်ထွက်တဲ့လေလေးဝင်တဲ့လေလေးသိတာကစပါကောင်းပြီဤကဲ့သို့သိပြီးနေတော့9မိနစ်10မိနစ်တိုင်းတိုင်းပဲမှမိမိစိတ်ကလေးဟာမပြေးတော့ဘူးလို့ဒီလိုကိုယ့်ကိုယ်စိတ်ကလေးဟာထိန်းလို့ဖြင့်ရပါလို့ဆိုတော့ထိန်းလို့ရနေရမှတန်တဲ့ခန္ဓာကိုယ်တွေကနေပြီးဒီကာလဘဝအောင်သလိုလိုပေါ်လာလိမ့်ဘုနေရကရသလိုလိုပေါ်လာလိမ့်ဘုနေရကပဲစိတ်ကလေးတစ်မျိုးသောကောင်ပေါ်ကြတဲ့စိတ်ကလေးတွေပေါ်လာလိမ့်ပေါ်လာတဲ့အခါကျတော့ထွက်ပြီးဝင်သိတဲ့စိတ်ကလေးကိုဖြုတ်ပလိုက်အောင်နဲ့ရတဲ့နေရာကိုလိုက်လိုက်ပါအောင်နဲ့ရတဲ့နေရာကိုခွန်ကြီးဓမ္မတွေကလိုက်လိုက်တော့ဒီအောင်နဲ့အောင်လာလေးရတယ်ငကူကအောင်လာမဟုတ်ဘူးခုမှဖောက်ပြန်ပြည့်စည်ပြီးပေါ်လာတာခုမှဖောက်ပြန်လာတာအဲ့ဒီဖောက်ပြန်လာတာလေးဉာဏ်နဲ့ကြည့်လိုက်ပြီဆိုတော့ပြည့်စည်တာလေးတွေ့လိမ့်မယ်တို့ကဲတော့ပြည့်စည်တာလေးတွေ့တဲ့အခါကျတော့ဖောက်ပြန်ပြည့်စည်တာဒုက္ခသစ္စာဖောက်ပြန်ပြည့်စည်မှုသိတာကလောကီမဂ္ဂသစ္စာဒါလေးရှင်းစွာဖောက်ပြန်ပြည့်စည်တဲ့စိတ်ကလေးဒကာဓမ္မတွေကဘုန်းကြီးဘောဘုန်းကြီးလိုက်လက်မောင်းဘောလက်မောင်းလိုက်စိတ်ဘောကိုဝဟာရရောက်ထုတယ်ဘောရင်ဟာရရောက်ထုမှလိုက်နားရဲပေါ်နားရဲလိုက်မျိုးလုံးတွေကမြင်စိတ်ကလေးပေါ်လဲမြင်စိတ်ကလေးရတယ်ခုမှပေါ်လာတာဖြစ်ပြီးပြတ်တာပဲဟောက်ပြန်ပြည့်စည်တဲ့ဓမ္မလေးပဲလို့ဆိုပြီးဓမ္မတွေကလိုက်နေပါလိုက်လို့လိုက်ပြန်မရှိပြန်ဘူးဗျဘယ်နေရာကမှမပေါ်လာဘူးလို့ဆိုလို့ရှိရင်ခொနဲ့ကစိတ်ကလေးကိုသတ္တဝင်တဲ့သိတဲ့စိတ်ကလေးနဲ့တွဲနေတဲ့ဉာဏ်လေးကိုဟရိယဝတ္ထုဆိုတဲ့ဝန်နဲ့လှည့်လိုက်ပါဝန်နဲ့လှည့်လိုက်တဲ့အခါကျတော့ဒီဝန်ထဲမှာရှိတဲ့လေကိုထွက်အောင်အထုတ်တဲ့စိတ်လေကိုအတွင်းကိုပြန်ဆွဲယူတဲ့စိတ်ကလေးနဲ့ခုလှည့်ရှုနေပါဒါလေးတွေလည်းဖောက်ပြန်ပြည့်စည်တာပဲဒါလေးတွေလည်းဖောက်ပြန်ပြည့်စည်တာပဲလို့ဓမ္မတွေကဉာဏ်နဲ့လိုက်နေပါလိုက်နေရမှတန်းတဲ့ကဘုန်းကြီးကရတယ်ဒီနေရာအောင်တယ်ဒီနေရာဆက်တယ်လို့ပေါ်လာပြန်လို့ရှိရင်အဲ့ဒီနေရာတွေလှည့်လိုက်ဘုနဲ့ရှုနေတာလေးကမရှိလည်းမရှိတော့ကြောင့်ရှုမနေပဲနဲ့ပေါ်ရပြန်လိုက်ပါမှန်ပါဗျာဆိုကြလို့ပေါ်ရပြန်လိုက်ပြီဆိုမှဖြင့်ဘုန်းကြီးဓမ္မတွေဖြစ်ပြနေရှုရမယ်နဲ့ခွဲလို့ရသေးရဲ့ဖြစ်ပြနေရှုရမယ်နဲ့ခွဲလို့မရတော့ပါဘူးခွဲလို့မရတော့ကြတဲ့တို့ကကျတော့ဥလာဘုရောလူစုတွေကဩမိမိစိတ်ဒီကားလို့ရှင်ချင်းဖြစ်ပြနောက်ကမဲ့အစဉ်လိုက်နေပြီဆိုပြီးဝန်တာလိုက်ဘာကြောင့်ဆရာဘုန်းကြီးကဝန်တာခိုင်းပါလိမ့်မလဲလို့သူကအောင်တော့မေးလိုက်နော်မေးတဲ့အခါကျတော့ဖြစ်ပြနဲ့မဲ့နဲ့လိုက်နေတော့ဖြစ်ပြမသိလို့ရှိရင်ဖြင့်ခိုင်နေတယ်လို့ယူရတဲ့ဒိဋ္ဌိဆိုတာမလားဘူးမှန်ပါပါဗျာဒိဋ္ဌိလာလို့ရှိရင်ဒီဘက်ကဖြစ်ပြကိုဖြစ်ပြကြလို့မသိဘူးခိုင်နေတယ်လို့ယူတဲ့ဒိဋ္ဌိကလိုက်ဒါကြောင့်ဒိဋ္ဌိလာလို့ရှိရင်ဒိဋ္ဌုပါဒံဆိုတာနောက်ကလိုက်တာဒိဋ္ဌိဒိဋ္ဌုပါဒံနောက်ကြတော့ပြိဿံဘုရားမရဘူးဒိဋ္ဌိအုပ်ချုပ်တဲ့ကံမလားဘူးမှန်ပါပါဒိဋ္ဌိအုပ်ချုပ်တဲ့ကံလာတော့သုတေမနေသေနေသိချမ်းမဲ့နဲ့ဒိဋ္ဌိကြောင့်အပယ်လေးဖတ်ရောက်ဒိဋ္ဌိကြောင့်ပဲရောက်ပါလိမ့်ကံကနေအပယ်လေးပါးကိုခန္ဓာကိုယ်ပြစ်ချလိုက်တယ်ဆိုရင်လွယ်ပါအဲ့ဒါဓမ္မတွေဖြစ်ပြနောက်ကမတ်မလိုက်ဖဲနေတဲ့အချိန်မှာဖြင့်ငါတို့ဒီကားလို့ဆိုရင်ဒိဋ္ဌိဖြစ်နေတယ်ဖြစ်ပြကိုခိုင်နေမြဲတယ်လို့ယူတဲ့ဒိဋ္ဌိကဖြစ်နေသောကြောင့်တခါကျွဲဒိဋ္ဌုပါဒံလိုက်မလားဘူးဖြစ်ပြခိုင်နေမြဲတယ်သင်္သာကဒိဋ္ဌိဒါလေးအစွဲကြီးနေတာကဒိဋ္ဌုပါဒံ
၎င်းနောက်ကကံလိုက်လာတော့ဒိဋ္ဌိအုပ်ချုပ်တဲ့ကံမဖြစ်ဘူးလားဖြစ်ပါဘူးအဲဒီကာမဘဝဖြစ်เสียဇာတိဆိုတော့အပယ်လေးပါးဇာတိပေါ်လာတယ်ဒါဖြင့်ဒကာဓမ္မတွေဆရာဘုန်းကြီးပြောတဲ့အတိုင်းသမာဓိလည်းမဖမ်းဖြစ်မှုပြမှုတွေလည်းပေါ်ရာကိုမလိုက်လို့ရှိရင်ဖြင့်သိလိသောရင်လည်းအပယ်သွားတယ်သမင်းဆိုင်ရင်ပယ်သွားရေသောရင်ပယ်သွားဩဒကာဓမ္မတို့ဆရာဘုန်းကြီးကတင်တဲ့အတိုင်းလိုက်ရင်လိုက်ကြပါကိုရိုးရနဲ့ဖြင့်ကိုဒုက္ခဖြစ်စီရဲ့ဘုရုပစ္စည်းမှမခိုးဘုရုပစ္စည်းမှမဝဲဘုရုမှမလိန်ဘုရုမှဒေါသမဖြစ်ပဲနဲ့ဒိဋ္ဌိဒိဋ္ဌုပါရံဒိဋ္ဌိအုပ်ချုပ်တဲ့ကံကဆောင်းသွားလို့အပယ်လေးပါးရောက်ရပါတယ်ဒကာဓမ္မတွေကတော့ပြောကြတယ်ဒကာကျွဲတို့ဒကာတိတို့လားဘုရုကပြောကြတယ်တိတို့ဘာမှပြင်းမရှိဘူးကိုယ်တွင်ကိုယ်စားနေတာပဲကိုယ်စိတ်ကိုယ်သောက်နေတာပဲလို့ထင်ရတယ်နော်ကိုယ်တမန်ကိုယ်စားရင်ပဲသွားကိုယ်စိတ်ကိုယ်သောက်ရင်နင့်နာဘူးလားနင့်နာပါပါဗျာအဲ့တော့ဘာပြည့်ရှိတုံးဆိုတဲ့စကားကိုယနေ့ကစပြီးကြတာဝိပဿနာမရှိရင်ပြည့်ရှိနေတယ်ဆိုတာကိုသုံးလိုက်ပါတော့ဒါကြွယ်ရေးကြည့်တယ်နော်ခိုင်းတာဖြင့်ဒီကဲလို့ရှုပြီးဒီကလာနေတော့ဖြစ်ဖြစ်ဒီမြင်လို့လာပါလိမ့်မယ်ဖြစ်ဖြစ်မြင်အောင်ဆိုတော့ဘုရားဓမ္မတွေရတဲ့နေရာရှုရတဲ့နေရာရှုဒါလည်းစိတ်တွေရှုနေတာပဲရှုစိတ်ရှုရှိုက်စိတ်ရှုလိုက်တဲ့အခါကျတော့မဂ္ဂင်၅ပါးကနဲ့လာတော့ဒိဋ္ဌိပြတ်မလို့ဘူးပြတ်ပါပါဒိဋ္ဌိပြတ်တော့ဒိဋ္ဌိဥပါဒံကိုပြတ်ပါဒိဋ္ဌိအုပ်ချုပ်တဲ့ကံဘယ်လေးပါးကိုစကံမသိမ့်သေးဘူးလားဩတို့ဒီကားလို့ရှင်ဖြင့်ဆရာဘုန်းကြီးပြောတဲ့အတိုင်းဘုရားဟောတဲ့အတိုင်းဝိပဿနာလုပ်လိုက်တဲ့အခါကျပြန်တော့လေဘယ်လေးပါးကပိတ်သွားတယ်ဆိုတဲ့ဥစ္စာသေးသေးချာချာမှတ်ပါဒါရင်ဘုန်းကြီးဓမ္မတွေဒီတိုင်းနေလို့မဖြစ်ဘူးဆိုတာပေါ်လာကြဒီတိုင်းနေလို့ဖြင့်မဖြစ်ဘူးဆိုတာသိကြကြကိုရောင်းနဲ့ကိုဝဲနဲ့ကိုရငွေနဲ့ကိုဂုံငွေနဲ့ဒါတွေပရိစိတ်နေတာကတော့ဖြင့်တဲ့ဒိဋ္ဌိဒိဋ္ဌုပါရံဒိဋ္ဌိအုပ်ချုပ်တဲ့ကံတွေလောက်ကင်နေတဲ့တွေ့ဒကာတစ်တို့ဒကာကျွဲတို့အခုပြုံးရတော့သေကံကြီးမဲ့ရတယ်မယ်ဆိုရင်ကြာမကောင်းဘူးလားအခုပြုံးရတော့သေကံကြီးမဲ့ရလို့ရှိရင်ဖြင့်ဒကာကျွဲဒကာဥလာဘူးတို့မြည်ဘူးမှမကယ်နိုင်တော့ကယ်နိုင်တော့အဲ့ဒါကြောင့်ကယ်မဲ့ယူမဲ့တရားကိုအမှုထားပြီးလောက်ပါဆိုတာတိုက်တွန်းရကယ်မဲ့ယူမဲ့တရားကိုအမှုထားပြီးဒီကလာလောက်ပါဆိုတာကိုဖြင့်လေးစားစွာနဲ့ပဲဒီတရားပရမောကနေပြီးဒကာဓမ္မတွေမေတ္တာရှိထားပါတယ်ဝစီကံမေတ္တာရောမနောကံကကြမှာစိုးရိမ်တာရောကိုယ်ကိုမကနာပဲနေကြတဲ့အခြေအနေရောက်မှာကိုရောဒကာသေးသိစိုးရိမ်နော်မိဘရိုးရာတို့ဘာပြည့်ရှိဆုံးဆိုတာမသုံးမှန်နဲ့ကိုယ်စိတ်လိတော်ရင်ကိုယ်ပယ်သွားရပါတယ်ကိုရှားထားတဲ့မင်းကိုစားရင်အမတမနဲ့နာဘူးလားအဲဒီနဲ့နာမှုတွေကိုဘုလိုသာရင်းတရားနဲ့မှဥပအောင်လို့မသိနိုင်ရင်မရတော့ရပါဘူးအဲ့ဒါကြည့်စဉ်းစားပါဆိုတာဒကာဓမ္မတွေဖြစ်ပြလိုက်စမ်းပါဆိုတဲ့ဥစ္စာဖြင့်ဘယ်နေရာလိုက်ရမှာတော့လို့မမေးပါနဲ့တော့ရတဲ့နေရာလိုက်မြင်တဲ့နေရာကြားတဲ့နေရာနာတဲ့နေရာစားတဲ့နေရာကြံတဲ့နေရာကြံတဲ့နေရာကြံစိတ်ကလေးဖြစ်ဖြစ်ရှုအဲ့ဒီကဲဒကာဓမ္မတွေကနှလုံးသွင်းမှန်သွားပြီဆိုမှဖြင့်ဖြစ်ပြရှေ့ကဖြစ်ပြနောက်ကမယ်ရှေ့ကပါပါလေနောက်ကပါပါလေအဲ့ဒီရှေ့ကဖြစ်ပြနောက်ကမဲ့နဲ့နေကြပါမူကဒကာဓမ္မတွေဒါသစ္စာအနုလောမိကဉာဏ်ရပါတယ်ဘယ်ဉာဏ်ရပါလဲသစ္စာနဲ့လျော်တဲ့ဉာဏ်ရတယ်လို့သုံးချက်ချက်ကြားဒါကြောင့်ဒကာကျေတို့ဥလာဘုရုပြောရတယ်သာသနာ့တွင်တရားတော်ဖြစ်ပြကိုမြင်တဲ့ဉာဏ်ဘာဉာဏ်ခေါ်ကြမယ်သစ္စာအနုလောမိကဉာဏ်သစ္စာသိတဲ့ဉာဏ်ဘယ်လိုမှတ်ကြမလဲသစ္စာသိတဲ့ဉာဏ်လို့သိသိချာချာမှတ်
သစ္စာညာလို့လည်းခေါ်ခြင်းခေါ်လိုက်ပါသဘောကျလားသစ္စာညာလို့လည်းခေါ်နိုင်ရင်ခေါ်ရခေါ်နိုင်ပါတယ်ဆိုတာကိုပဲသုံးဖြတ်ချက်ချပါကြာတော့ခန္ဓာကိုယ်ကြီးခုနေရာကပေါ်လိုက်ဒီနေရာကပေါ်လိုက်ခုနေရာကရလိုက်ဒီနေရာကစိတ်လေးသောခြင်းနဲ့စိတ်ပေါ်လိုက်ဒီနေရာခွန်းစားခြင်းနဲ့စိတ်ပေါ်လိုက်ပေါ်တဲ့စိတ်တွေဖြစ်ဖြစ်တွေရှုနေတော့ဒကာဓမ္မတွေဖြစ်ဖြစ်ဆိုတာမိမိသေးတာလို့မှတ်လိုက်စမ်းပါဖြစ်ဖြစ်ဆိုတာဘာပါလဲမိမိသေးတာလို့မှတ်ထိုက်စမ်းပါနော်ဘာကြောင့်မိမိသေးတယ်လို့ဆရာဘုန်းကြီးကသုံးပြချက်ချပေးရကြလို့ဆိုတော့သတ္တဝါမှာနှစ်စိတ်နဲ့အသက်မရှင်လို့သတ္တဝါမှာတစ်စိတ်နဲ့အသက်ရှင်တယ်ဆိုတာမှတ်ထိုက်စမ်းရှင်းမလားရှင်းပါဘူးပရမစိတ်ပြတ်သွားတာလည်းမိမိသေးတာပဲနောက်စိတ်နဲ့ပြန်ပြီးဒီကရာရှုနေတာမိမိရှင်တာပဲဒါပြန်အသေးကိုအရှင်ကကြည့်တာပဲဒါကြောပဲလို့မှတ်မယ်ကျေးဇူးများလိုက်တာဒကာဓမ္မတို့ကျေးဇူးများလိုက်တာအသေးကိုအရှင်ကကြည့်တာသေတာကလည်းသူများလားမိမိလားရှင်တာကလည်းသူများလားမိမိလားဩမိမိအသေးမိမိမြင်တာပါလားမိမိဒုက္ခရောက်တာကိုကတည်းကမလျှော့နဲ့တော့ဒီမြင်ကိုမလျှော့ကြပါနဲ့ဒကာဓမ္မတွေဂရိပေးလိုက်ပါတယ်ဒီမြင်ကိုမလျှော့လိုက်ကြပါနဲ့ဆိုတော့ကြာတော့ဒကာကျွယ်ဦးလားဘုရားမြင်မှများလာတော့မုံဆိုတဲ့ညာလာရမှာလားမလာရဘူးမြင်မှများလာတော့မုံညာလာရမယ်ဆိုတာသဘောကျအဲ့ဒီကဲတော့မြင်မှများတော့မုံညာဆိုတဲ့နိဗ္ဗာန်ညာလာပါတယ်မုံပေမဲ့ဆရာဘုန်းကြီးကထပ်ပြီးဒကာဓမ္မတွေအလုတ်ကမှနေတဲ့အခါသတိလက်သွားမှဆိုတဲ့တဲ့ဒကာတဲ့မုံရဲ့နဲ့ပေရှုပါမုံနဲ့ပဲပေါ်ရလိုက်နေပါမုံနဲ့ဘာလို့ရမလဲပေါ်ရလိုက်ပြီးရှုနေတဲ့အခါကျတော့ဩမုံညာတော့ဖြင့်မိမိတက်လာပြီလို့ကိုယ်ပိုင်မသိဘူးသိလာလို့ရှိရင်မုံရဲ့နဲ့ရှုပြီးဒီကလာနေမှတ်တတ်နဲ့ဩဒီဒုက္ခတွေကြီးတာမရှိပါကလားဆိုတာဉာဏ်တက်လာလိမ့်မယ်ဒီဒုက္ခတွေကြီးတာမရှိပါကလားလို့ဉာဏ်တက်လာလိမ့်မယ်နော်ဉာဏ်တက်လာတဲ့အခါကျတော့ဘုန်းကြီးတို့ဓမ္မတွေဒီဒုက္ခတွေကြီးတာမရှိပါလားလို့ဉာဏ်တက်လာတော့ဖြတ်ဆိုခေါင်းကဘုနေရာပေါ်တဲ့ဒုက္ခဒီနေရာပေါ်တဲ့ဖြစ်တဲ့ဒုက္ခတွေအကုန်သိမ့်သွားဘာတွေသိမ့်သွားအိုကြည်ရမှတ်တဲ့ဒကာသိရဘာတွေသိမ့်သွားဒုက္ခတွေသိမ့်သွားတာသူများပြောတာကိုဉာဏ်နဲ့ရွှေရမှတ်တဲ့ပဲရှင်းနာသိမ့်သွားတာလားကဲခတ်စမ်းကိုဉာဏ်နဲ့ရွှေရမှတ်တဲ့ဒုက္ခတွေသိမ့်သွားဒုက္ခသိမ့်တာနိဗ္ဗာန်သိမ့်မှန်သိတာကမဉဏ်ဒုက္ခသိမ့်တာဒုက္ခသိမ့်မှန်သိတာကအဲ့ဒီရင်ကြမှာပဋ္ဌာန်းပါဠိကနိဗ္ဗာန်မက္ကသာအာရမဏပစ္စေနပစ္စယောနိဗ္ဗာန်နိဗ္ဗာန်မက္ကသာမြင်သောဉာဏ်အားအာရမဏပစ္စေနအာရမဏပစ္စယသတ္တိဖြင့်ပစ္စယဥပကာရကောခြေစုပြုတတ်သည်ဟောတိဖြစ်၏တခါတော့သောတပတိမဲ့ဆိုင်သောတပတိမဲ့ဆိုင်သွားတော့ဒီကသောတပတိမဲ့ဆိုင်ခါရှိသေးတယ်ဂါကျေလားဘုရားကိုယ့်အတွက်ပဲလေးပါတယ်ငရဲဝဆူနေတာတွေငရဲမိတဟုံးတောင်းနေတယ်အလိုလိုချင်းပါအခုတော့ပြန်ဒီညာလေးမရသေးတဲ့အတွက်ဒီကလူတွေသိတယ်ဆိုပြီးငရဲဝကြီးကလည်းစောင့်တယ်ငရဲမိလည်းတွေကလည်းဆူလို့ပါလားအဲ့ဒီအဆူတွေကိုဒီကနေချင်းရပါတယ်အဲ့ဒီမိတွေဒီကနေသိရင်ရောရပါပါအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေအေးလေးမနေလိုက်ပါနဲ့ဦးကိုငရဲဦးကမိတုံးတောက်ပြီးတဘောကွယ်ဆူနေတော့ဒီညာလေးနဲ့ညှင်းကြပါဆိုတဲ့ဥစ္စာကိုမေတ္တာရှိသားပြီးဒီကကပြောကြပြီးသေးပါတယ်ဘုရားအောင်သမညရေးကြည့်ရင်မပြောဘူးကဲဒါနဲ့သာသနာ့ဘကြလာတော့ဘယ်လိုညှင်းလို့ဘယ်လိုသိရမလဲဆိုတာသိကုန်မသိဘူးဒါကြွယ်သိပါဦးလားအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေသာသနာ့တွင်သာဖြစ်ပြီးသာသနာ့တွင်လို့လုံးလိုက်စမ်းပါဆိုတာကိုပဲသ
မရှိလို့လည်းမပူပါနဲ့ဆေးမရှိလို့မပူပါနဲ့ဘိုးထေတွေရောင်းမကောင်းလို့လည်းမပူနဲ့ငရဲမင်းကြီးငရဲကိုသိမ့်ဖို့အရေးသာရင်ဧကန်ရှိနေလို့ပူကြစမ်းပါဖြာကိုယ်သာငြိမ့်မယ်ဆိုတဲ့စိတ်ဓာတ်ပြင်းပြစမ်းပါဆိုတာကိုဒီကနေပြီးဒီကလာအသိဉာဏ်နဲ့ပြောနေပါလေပေါ့ပေါ့နေလို့တော်ကြပါသားကကဲနိုင်သမီးကကဲနိုင်ပစ္စည်းကကဲနိုင်သလားလို့ဆိုတော့ဟောဒီရှုတဲ့မက်ကမှကဲနိုင်တယ်ဒါကြောင့်သမီးလေးတယောက်ကကဲနိုင်မကဲနိုင်ပါဘူးဗျာသူများညာတကားတွေကရောမကဲနိုင်ပါဘူးမှန်တကားပြောရေးတယောက်သေးတယ်ဘုလားဘုတယောက်သေးတယ်ဩဖြစ်မှဖြစ်ရလေလေဒါပါပဲကိုယ်ပဲသွားမှုကြီးတတ်နိုင်ရအဲ့ဒါကြည့်ရလို့ရှိဖြင့်ခန္ဓာကိုယ်ကဖြစ်ဖြစ်ကြည့်တာကလောကီမယ်နောက်ရင်းကျက်လာတော့လောကုတ္တရာမယ်လောကုတ္တရာမယ်ဆိုတာမကင်၈ပါးလည်းပြည့်ပါရတကားကြွေငရဲမီသိမ့်၍ငရဲအိုဝဘွက်ဆိုတာငြိမ့်ပါတယ်ဒါပြန်ဒီလိုဒီအမြင်ကျတဲ့ပုဂ္ဂိုလ်ကတကားကြွတဲ့ငရဲမီတွေဟုံတောင်းနေတဲ့ငရဲအိုကြီးကတဘောဘွက်ဆူနေတဲ့တကားကြွဒီကနေငြိမ့်တော့မပြောတဲ့ပြောတယ်ဒီကနေငြိမ့်ဆိုတော့ရေနဲ့သွားငြိမ့်လို့မရဘူးမရပါဘူးမက်ပေါ်ရင်ငြိမ့်ပါဗါတဲ့ဒါကြောင့်နဲ့ဘုန်းကြီးတို့ဒကာဓမ္မတွေဒီလိုဆရာသမားကလမ်းညွန်ကောင်းကတွေးကြုံနေတဲ့အချိန်မှာဖြင့်ကိုငရဲမီးငြိမ့်တာကိုလည်းမနှေးပါနဲ့ကိုငရဲကိုသိမ့်တာကိုသဘောကျလက်ဆိုတာခင်ဗျားတို့ရှုတဲ့မက်ကိုဆိုပါတယ်လက်ဆိုတာဘာဆိုပါလဲရှုတဲ့မက်ကိုဆိုရတယ်ဆိုတာကိုဒကာဓမ္မတွေသတိပေးရဒီဘုန်းကြီးပြောတာမှဒီဒကာဓမ္မတွေကလေးလေးစားစားနားမထောင်တော့ပါဘူးဆိုလို့ရှိရင်ပြန်မရှိဘဲမမှတ်ဘဲနဲ့နေကြတိုင်းညမယ်ဆိုလို့ရှိရင်ဖြင့်တလန်းသွားတွေသာမှတ်ပါခင်ဗျားတို့ပြုထားတဲ့ကုသိုလ်လေးကလည်းတကယ်တော့မတားနိုင်ဘူးနော်မှန်ပါပါတကယ်ကျွတားနိုင်မှာမတားနိုင်ပါဘူးမဲ့ဆိုတော့ဖြင့်တားနိုင်ပါဘူးအဲ့တော့တကယ်ခြေကောင်းရှိပါရဲ့ဒါနဲ့ခြေကောင်းကိုတောက်ဖြစ်အောင်တောက်ပါဆိုတာကိုလေးစားစွာနဲ့သတိပေးရပါတယ်မှန်ပါပါဒါကခန္ဓာကိုကြည့်ပြီးရှုနည်းတစ်မျိုးကိုင်းရှင်အနန္ဒသောတာပန်ဒီပုံလေးရှေ့ပိုင်းမှာပြောပါဦးရှင်အနန္ဒသောတာပန်ဒီပုံမှာဘုရားရှိမှတည်တယ်လို့ဒကာကျွယ်လူလာဘူးလို့ဒကာသစ်တို့ကမောင်းမိပါနဲ့ရှင်ပုံနာရှိမှတည်ရပါတယ်ဘုရုရှိမှတည်ပါလေရှင်ပုံနာရှိမှတည်ရတယ်ဆိုတော့ရှင်ပုံနာကသောတာပန်တည်အောင်ဟောတဲ့နေရာဖြင့်ဒကာကျွယ်အကောင်းဆုံးပုဂ္ဂိုလ်ပဲမန္တာရီပုံနေမှဤသာရှင်ပုံနာဆိုတာသောတာပန်တည်တဲ့နေရာဖြင့်အကောင်းဆုံးဟောနိုင်တဲ့သောတာပန်တရားဟောနိုင်တဲ့သောတာပန်တရားကျင့်ပြီးပေးနိုင်တဲ့အထဲမှာဖြင့်တစ်ဆွဲတဲ့ပုဂ္ဂိုလ်ပဲဒါကြောင့်ဓမ္မတွေသောတာပန်ဒီနည်းနေဒီကိုပဲရှင်းပြပါမယ်ရှင်နန္ဒကယံတို့လာကြအောင်လာကြအောင်လာကြအောင်ဆိုပြီးခေါ်လိုက်ပါတယ်ငါဆရာရှင်ပုံနာဆိုတာရှိပါတယ်ကွာငါတို့ရဟန်းတွေမှာဖြင့်သူတော်ကျေးဇူးများတဲ့ပုဂ္ဂိုလ်ဖရာအောက်မှာဖြင့်မရှိပါဘူးကွာသူကသောတာပန်ဒီပိသဖြစ်လို့ရဟန်းငယ်တွေခေါ်ပြောတယ်ဘယ်လိုများဟောလို့ရှိတယ်ဆိုတော့ငါဆရာဟောပုံလေးမင်းတို့နားထောင်ကြစမ်းပါဥပါဒါယအသမိဟောတိအနုပါဒါယအသမိနာဟောတိစလို့ပေါ့ဗျာခန္ဓာဘကသံယုတ်ထေရဝတ်မှာဟောလိုက်ပါတယ်သောတာပန်ဒီရင်ဒိဋ္ဌိထုတ်ရပါဘူးသောတာပန်ဒီရင်ဒိဋ္ဌိထုတ်ရမှာနော်အဲ့ဒီဒိဋ္ဌိလာပုံကလေးဒိဋ္ဌိချုပ်ပုံကလေးကိုရှင်အနန္ဒကရဟန်းငယ်တွေဟောပါတယ်ဒါကြောင့်ဘုယူဆိုင်ပြီးဒကာဓမ္မတွေနတ်တပါတိုက်တွန်းရနော်ခန္ဓာ၅ပါးဒကာဓမ္မတွေကိုယ်ခန္ဓာ၅ပါးကြီးကိုပဂရိမျက်လုံးနဲ့ကြည့်လိုက်တဲ့အခါကျတော့ပဂရိတက်တော့အခုရှိတဲ့မျက်လုံးပေါ့ဗျာဉာဏ်မျက်လုံးနဲ့မကြည့်ဘဲနဲ့ရှိတဲ့မျက်လုံးနဲ့ဒကာကျော်ရဲ့မျက်မှန်တတ်တဲ့မျက်လုံးပေါ့ဗျာဒကာတက်တော့ဘင်္ဂောမေကွန်းလေးထားတဲ့မျက်လုံးပေါ့ဗျာအဲ့ဒါနဲ့မိမိခန္ဓာကြီးကြည့်လိုက်ပြီဆိုမှဖြင့်မိမိခန္ဓာကိုယ်ကြီးမျက်လုံးနဲ့မိမိလက်နဲ့စမ်းသပ်ပြီးကြည့်လိုက်ပြီဆိုမှဖြင့်ဩငါနေနိုင်ပါလေ
ကြည့်လိုက်တာနဲ့ငါထွက်ကြည့်လိုက်တာနဲ့ဘာထွက်အမလေးတရားဓမ္မဗေရိမျက်လုံးနဲ့ကြည့်လိုက်တော့ကိုယ်ခန္ဓာကြီးဟူသောကိုယ်ခန္ဓာကြည့်လိုက်တာနဲ့ကိုယ်ခန္ဓာဗေရိမျက်လုံးနဲ့ကြည့်တာတော့ငါနေနိုင်ပါသေးတယ်ငါသားရည်တောင်းတင်းပါသေးတယ်ငါဇံမင်းလေးတွေမဖြူသေးပါငါမျက်လုံးလေးရတယ်ကြည်ကျင်လောက်ကိုင်းစားနိုင်ပါသေးတယ်ဆိုတော့ငါရေကုန်ထွက်ခန္ဓာကိုယ်ကြည့်လိုက်တာနဲ့ဗရိညာလုံးနဲ့ကြည့်လိုက်တာနဲ့ဘာတွေအရေးထွက်လာတယ်ဆိုတာပေါ်ကြဘာရိပ်တွေထွက်ငါရိပ်တွေထွက်ဩတရားဓမ္မတွေစဉ်းစားကြည့်စမ်းစဉ်းစားကြည့်စမ်းငါဆိုတဲ့သက်ကာယဒိဋ္ဌိကအလိုလိုလာတာခန္ဓာကိုယ်ဗရိမျက်လုံးနဲ့ကြည့်လို့လာတာလားတယ်လည်းမှတ်ကြကောင်းပါလားတရားဓမ္မတို့ကိုယ်ခန္ဓာကိုကြည့်မတတ်ပြီဒီမှာပြင်ငါဆိုတဲ့ဒိဋ္ဌိလာတော့တာပဲဒိဋ္ဌိလာရင်တဏှာလာတော့မှာတဏှာလာရင်မာနဆိုတာဩတရားဓမ္မတို့ခန္ဓာကိုယ်ပဂရိမျက်လုံးနဲ့ကြည့်လိုက်ပြီဆိုပြင်ငါနေနိုင်ပါသေးငါယောဂကင်းသွားပြီငါသားရည်တွေတောင်းတင်းပါသေးတယ်ဆိုတဲ့သဘောစီငါတွေကြားတဲ့ဝင်ရှုပ်လာခန္ဓာကိုယ်ကြည့်လိုက်တာနဲ့ပဂရိမျက်လုံးခန္ဓာကိုယ်ရှင်နာထပဂရိမျက်လုံးနဲ့ကြည့်လိုက်တာနဲ့တဏမာနဒိဋ္ဌိအလယ်မှာပေါက်ပွားလာရှင်းကြဟောရကခန္ဓာ၅ပါးအာရုံတရားနာကြတဲ့ဓမ္မတွေခန္ဓာ၅ပါးကိုယ်ခန္ဓာ၅ပါးကိုပဂရိမျက်လုံးပဂရိနာနဲ့ပဂရိကိုယ်နဲ့သာစမ်းသပ်ကြည့်ကြမယ်ဆိုငါနေနိုင်ပါသေးတယ်ဆိုတဲ့ဒိဋ္ဌိမလာဘူးလားငါကိုယ်တော့ငါကျမ်းမာရေးကိစ္စရအောင်ပဲဆိုတဲ့လှပခြင်းနဲ့ကျမ်းမာစေခြင်းနဲ့တဏှာမလာဘူးကျမ်းမာလာတိုင်းနဲ့ငါလုံနိုင်ပါသေးတယ်ဘယ်သူအောင်မှမကြသေးဘူးဆိုတဲ့မာနရောဩဒါဖြင့်ဒကာဓမ္မတို့ခန္ဓာကိုယ်အကြည့်လွဲတာနဲ့တဏှာမာနဒိဋ္ဌိကြည့်တော့အရေးသုံးရေးကြားတယ်ပေါ်ပါဘောလားပေါ်သေးဘူးလားခန္ဓာကိုယ်ဝိရိမျက်လုံးဝိရိနာနဲ့ကြည့်လိုက်တာနဲ့ဘာပေါ်လာသဏ္ဍမာနဒိဋ္ဌိပေါ်လာတယ်ဆိုတာသဘောကျဒါဖြင့်တရားဓမ္မတို့ကမကြည့်တတ်လို့ဖြစ်ရဘယ်လိုကြောင့်ဖြစ်ပါလဲကျုံမသေးဘူးဆိုတာများတရားဓမ္မတွေတွင်တွင်ကြီးပြောလိုက်တယ်ရင်ပမရပုတ်ပြလိုက်တယ်ကျုံနာကမဟုတ်ဘူးကျုံနာလေးနဲ့ကျုံထောင်နိုင်သေးတယ်ငါနာလေးနဲ့ငါထောင်နိုင်သေးတယ်ဆိုတဲ့ဒိဋ္ဌိတွေမလာဘူးလားငါအများသမင်းများအောင်းမိတ်မနေနဲ့မကြဘူးများအောင်းမိတ်မနေနဲ့ဆိုတဲ့မာနတွေဓမ္မတို့ခန္ဓာကြည့်ပြီးခန္ဓာကိုယ်ပရိမျက်လုံးနဲ့ကြည့်လိုက်လို့ဖြစ်ပေါ်လာတဲ့တဏှာမာနဒိဋ္ဌိခန္ဓာကိုယ်ဘာနဲ့ကြည့်ပါလိမ့်ညာမျက်လုံးမပါပဲနဲ့ပရိမျက်လုံးနဲ့ကြည့်လိုက်တယ်နဲ့ဘာတွေလာပါလိမ့်တဏှာမာနဒိဋ္ဌိမလာဘူးလားဒါဖြင့်တဏှာလာလို့ရှိရင်ဟောရိယနေပြိဿသမုပ္ပါဆက်တော့မယ်တဏှာဖြစ်เสียဥပါဒနာဖြစ်เสียကာမဘဝဖြစ်เสียဩဇာတိဆိုတဲ့အပယ်လေးပါးခန္ဓာ၅ပါးတွေမလာဘူးဒါတွေဘာသစ္စာတွေပါလဲဩခန္ဓာကိုယ်ကြည့်မတတ်တဲ့အတွက်တရားဓမ္မတို့ဒုက္ခသစ္စာတွေဟူသောတရားတွေနောက်ထပ်ပေါ်ပေါက်လာလက်တန့်တွေကျိုးစားဖြစ်တယ်ဆိုရင်လွယ်ပါဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေခန္ဓာကိုယ်ခန္ဓာကိုယ်မကြည့်တတ်လို့ရှိရင်တဏှာမာနဒိဋ္ဌိဟူသောအယိတ်တွေကသေးသေးချာချာထွက်လာတယ်လို့မှတ်လိုက်စမ်းကိုယ်ခန္ဓာမကြည့်တတ်ရင်တဏှာမာနဒိဋ္ဌိအယိတ်တွေထွက်လာတယ်ဆိုတာသိကြပါလားဒါဖြင့်ဥပါဒါယအသမိဟောတိဥပါဒါယခန္ဓာကိုယ်ဆွဲအသမိတဏှာမာနဒိဋ္ဌိဟောတိဖြစ်ရှင်နန္ဒကသူတပည့်တွေကိုရှင်ပုံနာစီကနေယူပြီးဟောနေတယ်ဆိုတာကသိမှတ်လိုက်ပါခန္ဓာ၅ပါးကြည့်လွဲတာနဲ့ဘာတွေပေါ်လာရှင်းပါဒါပြန်ဘုရားပြောတဲ့အတိုင်းတရားဓမ္မတွေကကာယမိမံသမဂရဆိုတဲ့ရှင်သာရိပုတ္တရာဟောတဲ့အတိုင်းခန္ဓာကိုယ်ကိုသောတဝန်တဲ့ကလေးရှုလိုက်ဆဲတဲ့အဲ့ဒါလေးသိပြီးပေါ်ရလိုက်နေတော့ပေါ်ရဖြစ်တဲ့တွေတွေ့နေလို့ရှိရင်လည်းတဏှာမာနဒိဋ္ဌိလာသေးရဲ့ဩဒါဖြင့်မကြည့်ရလို့ရှိရင်တဏှာမာနဒိဋ္ဌိလာမယ်တဏှာမာနဒိဋ္ဌိလာလို့ရှိရင်မာနဖြစ်เสียလဲမာနလည်းတဏှာတွေကဟုတ်ဥပါဒံကံနေမလာဘူးလားဒိဋ္ဌိလည်းတဏှာတွေကမဟုတ်ဒိဋ္ဌိပါဒံဒိဋ္ဌိအုပ်ချုပ်တဲ့ကံတွေကောမလာဘူး
ဒါဖြင့်ဒကာဓမ္မတို့မကြည့်တတ်ရင်ပပင်စလာပြီမကြည့်တတ်ရင်ကြည့်တတ်ရင်မဉ္ဇဏ်လာပြီကြည့်တတ်ရင်ဒီနှလုံးထဲပဲဒကာကျွဲသေးပြောတဲ့ဒီခန္ဓာကိုယ်မကြည့်တတ်ရင်ပါလာပါလိမ့်သနမာနဒိဋ္ဌိဆိုတဲ့ပပင်စလာတယ်ကြည့်တော့ပြန်တော့လေခန္ဓာကိုယ်ပေါ်ရလိုက်ပြီးဖြစ်တဲ့ကလေးတွေဒါရှိပါလားလို့ကြည့်လိုက်ပြန်တော့လေတဏမာနဒိဋ္ဌိချုပ်စေတဲ့မဲ့လာတယ်ရှင်းရကြည့်မကြည့်ရရင်ပါလာပါလိမ့်ဘာပြင်စဆိုတဲ့တဏမာနဒိဋ္ဌိလားကြည့်ရရင်ပါလာပါလိမ့်မဲ့ညာလာတယ်ဆိုတာသဘောကျဒါဖြင့်တခါကျွေးကြည့်တတ်တဲ့ပုဂ္ဂိုလ်နဲ့မကြည့်တတ်တဲ့ပုဂ္ဂိုလ်ကဘယ်ဟာများပါလဲဒါဖြင့်အပယ်သွားမဲ့ပုဂ္ဂိုလ်ကများပြီရဲ့ဆိုတာပြညင်းမှုများလိုချသေးဥပအောင်လို့ရှင်းနဲ့မကြည့်ကြရင်ပါလာမယ်ဒနာမာနဒိဋ္ဌိဆိုတဲ့ပပင်စတွေလာပါတယ်ကြည့်တော့ပြန်တော့ခေါင်းရရှင်သာရိပုတ္တရာကြည့်ခိုင်းတဲ့အတိုင်းကြည့်လိုက်ပြန်တော့လေဒကာဓမ္မတို့ဖြစ်ပြမဲ့ကြည့်မလားမဲ့ကြလာတော့လေဒနာမာနဒိဋ္ဌိကမချုပ်ရလားဒါကြောင့်ဒီခန္ဓာကြီးဒီဒကာဓမ္မတို့သုံးနိုင်ရင်လည်းသေးပါပဲမသုံးနိုင်ရင်လည်းသူ့ကြောင့်အပယ်ပေးသင့်ပါလေသုံးတတ်လို့ရှိရင်လည်းမဲ့သေးတော့ဖြစ်ပါလေမသုံးတတ်လို့ရှိရင်လည်းအပယ်ပေးသင့်ပါလေဒါဖြင့်ဒကာဓမ္မတို့အခုပြောတဲ့ရှင်သာရိပုတ္တရာဟောတာနဲ့ရှင်အနန္ဒာကမကြည့်ကြရင်ဘေးသက်ပါလေပြောတာနဲ့ရှင်သာရိပုတ္တရာကြည့်ကြလို့ရှိရင်ဒုက္ခဆုံးပါလေပြောတာနဲ့နှစ်ချက်ခွဲပြီးအသွားပြန်ဟောနေတယ်လို့မှတ်လိုက်စမ်းပါနှစ်ချက်ခွဲပြီးအသွားပြန်ဟောနေတာတော့ရှင်း납ဗလားရှင်း납ပါမကြည့်ကြရင်အပယ်ပေးသင့်သည်မကြည့်ကြရင်ကြည့်ကြလို့ရှိရင်ဖြင့်မဲ့သေးဝင်သည်မဲ့သေးဝင်တော့ပေပေးတွေကုန်ပြောက်သဘောကျအဲ့ဒီတော့ဒကာဓမ္မတွေဒီတရမာနဒိဋ္ဌိသွားကြပါစို့လို့ဆိုလို့ရှိရင်ဖြင့်တဲ့ဒီခန္ဓာ၅ပါးတွေကဝေဒနာကြိုက်တဲ့ပုဂ္ဂိုလ်ဝေဒနာနုပါဒနာဖြစ်တဲ့ကျုပ်ပဲစိတ်ကြိုက်တဲ့ပုဂ္ဂိုလ်ကစိတ်ဓာတ်နုပါဒနာကိုဖြစ်ပြကြည့်ပေးလိုက်တော့ဖြစ်ပြနောက်ကမဲ့ရိတ်တာပေါ်တော့တဏမာနဒိဋ္ဌိအရေးကြီးပေါ်သေးရဲ့သဘောကျအဲ့ဒါကြောင့်တဲ့ဒကာဓမ္မတို့ကြည်နိတယ်လိုပါကလားဆိုတာဒီနေ့တရားမှာပေါ်လာတယ်ဘာလိုပါလဲမကြည့်ရရင်ပါလာပါလေတဏမာနဒိဋ္ဌိလားသဘောကျကြည့်ရရင်ပါလာပါလေကဲဒကာကျွဲဒကာတစ်တို့ဥလဘူးတို့နိဗ္ဗာန်သွားကြည့်ကြီးကတစ်မျိုးပါအပယ်သွားကြည့်ကြီးကတစ်မျိုးပါဒါဖြင့်ခန္ဓာကိုယ်ကမှန်းနဲ့တူတယ်လို့အောင်းလိုက်ခန္ဓာကိုယ်မှန်ကိုပဂရိမျက်လုံးနဲ့ကြည့်လိုက်တဲ့အခါကျတော့တဏမာနဒိဋ္ဌိအရေးတွေထွက်လာမထွက်ဘူးဒီခန္ဓာကိုယ်ကြီးကိုပဲဘုရားရဒီနေရာနာဟုစိတ်ကလေးပေါ်ဒီစိတ်ကလေးပေါ်တာတွေကိုခန္ဓာတွေကပေါ်နေတာကိုခန္ဓာထဲမှာကြည့်တတ်ပြန်တော့လေဖြစ်ပြကြည့်တဲ့မက်ကလေးပေါ်လာမပေါ်လာဘူးလားတို့ကလည်းပေါ်လာတဲ့ခါကျပြန်တော့လေဒီခန္ဓာကြီးအနိစ္စဉာဏ်နဲ့အနိစ္စကနေပြီးအနိစ္စဉာဏ်ရှင်းပြလိုက်တဲ့တွေ့ဥပအောင်လို့ရေတဏမာနဒိဋ္ဌိချုပ်မချုပ်ဘူးလားဒါပြန်ဒီခန္ဓာကြီးကိုကြည့်တတ်ဖို့မကြည့်တတ်ဖို့နှစ်ခုခွဲမသိလို့ရှိရင်ဒကာကျွယ်တော်ပါအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေတွေ့ခဲ့ကြုံခဲ့အမတ္တမမျောလင်းပြီးဒီကလာဘုရားသာသနာကြီးမျောလင်းရဘုရားသာသနာနဲ့တွေ့ပြန်ကိုနားလည်အောင်ပြောတတ်တဲ့ဆရာသမားမျောလင်းရကိုယ်ပဲလေးပါစိတ်မချရတာရဲ့ကိုကြောက်နေရဒါဖြင့်ကြည့်တတ်တဲ့နည်းနဲ့ကြည့်ပါတော့မယ်ဆိုတာကိုသုံးဖြတ်ချက်ချကြည့်တတ်တဲ့နည်းနဲ့ကြည့်လိုက်တဲ့အခါခန္ဓာကိုယ်စောင့်ကြည့်ရတဲ့နေရာဖြစ်ဖြစ်ရှုနောက်စားတဲ့စိတ်ကလေးပေါ်လာရင်အိတ်ကျင်တဲ့စိတ်ကလေးပေါ်လာပြန်တဲ့စိတ်ကလေးပေါ်လာကုသိုလ်စိတ်ကလေးလှုပ်ရှင်တဲ့စိတ်ကလေးပေါ်လာရင်ဒါ
ခေါင်းကပြောခဲ့တာတွေကဖြစ်ဖြစ်ရှုတာကမက်ဖြစ်သွားတော့ဘုဒ္ဓနာကိုယ်ထဲမှာပဲအကြည့်မှန်တာနဲ့မက်ဖြစ်တာအကြည့်မှန်တော့မက်ဖြစ်တော့ဘယ်လိုသေးပါလဲသဏ္ဍာမာနဒိဋ္ဌိသေတော့တယ်ဆိုတာရိပ်ပြီဩဒါဖြင့်သဏ္ဍာမာနဒိဋ္ဌိတွေတော့သနာဆုံးနိဗ္ဗာန်ပဲဟုတ်လားမာနဆုံးလဲဒိဋ္ဌိဆုံးပထမနိဗ္ဗာန်တော့သိကြရပါတယ်ဆိုတာကိုခွန်ကြီးတို့ကရဲဝံသာတောင်းခံပါတယ်ဒိဋ္ဌိဆုံးရင်ပထမနိဗ္ဗာန်သိကြရပါတယ်ဒါကြောင့်ခင်ဗျားတို့အားလုံးမိဘဆွေမျိုးညာတွေမတော်ဘူးသည်မြည်သည်မရှိတော့ကြောင့်အကုန်ကျေးဇူးဆနေတယ်လို့အောက်မိတယ်ကြီးကြရင်မဲ့ပေါ်ပါတယ်မကြီးကြရင်ဒါဖြင့်ကြီးကြီးလေးပြောင်းရလို့ဗျာဓမ္မတို့ဘာပြောင်းလဲရှုရမှာတော့ဒီခန္ဓာကြီးပဲနော်မရှုရလို့ရှိရင်တရားမာနဒိဋ္ဌိပေါ်ပါတယ်ရှုရလို့ရှိရင်မက်ပေါ်ပါတယ်ဆိုတော့ဒီခန္ဓာကြီးကဓမ္မတို့သုံးတိုင်ရင်လည်းရှင်းဖြစ်ပါတယ်မသုံးတိုင်ရင်လည်းဘေးတက်ပါတယ်သုံးတိုင်ရင်လည်းမသုံးတိုင်ရင်လည်းဩဒါဖြင့်ဆရာဘုန်းကြီးဒီယနေ့ဘယ်နည်းပြောပါလဲသုံးတတ်တဲ့နည်းကိုလည်းပြောပါတယ်မိဘရေးကသုံးနေတာလည်းမှားတော့လို့သဏ္ဍာမာနဒိဋ္ဌိပွားတော့လို့ပယ်လိုက်ပါဆိုတာလည်းပြောရပြန်တယ်ကဲသုံးနည်းသိကြပါဗလားဒါကြနေရကြဒါကအလုံးစင်ကိုရှေ့ပိုင်းထားပြီးဒကာဓမ္မတွေဟောဒီလိုလုပ်ရမှာပါလားဆိုတာဖြင့်ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်များဉာဏ်လက်တဲ့ပုဂ္ဂိုလ်များသုံးရတိုင်တိုင်ပြောတော့ဖြင့်ဒီလိုရှိရပါလားဆိုတာဒကာကျွယ်သိတော့ပြီသိပါပါရှင်းကြဂိုင်းဒါဖြင့်တရားမင်းသောတာပန်ဒီကုံပြောကြတယ်တရားမင်းသောတာပန်ဒီကုံဘာနဲ့တည်သွားတယ်ဆိုတာသိအောင်ပြောကြတယ်ခြေပိုင်းတို့မဟောသေးတာကိုကြဲကြဲပြောလိုက်မနော်ခြေပိုင်းကတော့3ရက်တောင်ရှိနေတော့ဘုန်းကြီးတို့ဘုရားကြီးကပွင့်မထုံးပေါ်လာတယ်တရားကဘုရားမပွင့်ခင်ကဖြစ်နေတဲ့တရားဖြစ်ပါတယ်အဲ့ဒီရင်သူစိတ်ထဲမှာသံဃာတွေကဝင်တဲ့တဘုံကြီးဖြစ်ဒိဋ္ဌိရာကြီးတွေမေတကိုကြီးတဲ့တတ်တွေမေးကောင်းငင်မြန်ဇန်ရသိတွေမေးပါတယ်သူမေးကြတာတွေတလုံးမှဖြေမထွက်လာတယ်ဘယ်နဲ့ကြောင့်မထွက်ပါလိမ့်မယ်လို့ဘုန်းကြီးတို့ဓမ္မတွေအမေးထုတ်ခဲ့တော့သာသနာ့ဘဖြစ်နေတော့ဘယ်နည်းနဲ့မှဖြေမင်းသာသနာ့ဘနဲ့ဘယ်လောက်ကြောက်ကြကောင်းအဲဒါကြောင့်မနေ့ကသတိပေးခဲ့ပါတယ်ဓမ္မတွေနဲ့ဖြင့်သိရင်ကိုယ်သာသနာမရှိဘူးနော်နဲ့ပြန်အာမထုတ်ရင်အာမထုတ်တဲ့အချိန်မှာကိုယ်သာသနာရှိသေးရဲ့အဲဒါကြောင့်သာသနာဆိုတာအလုံးလုံးနေတဲ့အချိန်သာသနာတည်တာသာသနာပဲအချိန်တည်ပါလေတည်တဲ့အချိန်မှာလည်းသာသနာရှိပါသေးရဲ့လားမလုပ်တဲ့အချိန်မှာရောဘူးလားဘူးရေးဒါကြောင့်ဟောသာသနာတွေအများကြီးကြံသေးတာပဲဆိုတာကိုယ့်အတွက်ပြောတာလားနှစ်တည်လျှောက်ပြောနေတာကိုယ့်အတွက်ကိုပြောစမ်းပါကိုယ်နဲ့ဆိုင်တာကိုယ်သုံးချစမ်းပါလို့တခါကျွဲတခါတစ်တို့သတိပေးလိုက်ဟုတ်ဘူးလားကဲဒါဖြင့်ဒကာဓမ္မတို့တစ်နံပါတ်တရားမင်းကဘုရားမဲလိုက်ပါအရှင်ဘုရားလူတွေနဲ့ဒီဓမ္မတွေကပုဂ္ဂိုလ်ကိုယ်ပြစ်တာဖို့ကြပါတယ်နေတိုင်းကျမ်းမာရေးချမ်းသာရေးအလို့ရှိတော့အဝေရောမိပြပိသောမိနိဂောမိဒုက္ခတဏံပရိရာမိဆိုပြစ်တာဖို့ကြပါတယ်သာမှုတော်မူနေမှုတိုင်မှုကိုလည်းသိတာတွေသာစားတော့နေကြပါလေကျမ်းမာရေးကောမလိုက်ဘူးလိုက်ပါဘူးအဲ့ဒီကိုယ့်ကိုယ်ကိုလည်းကျမ်းမာခြင်းနဲ့မေတ္တာဖို့ပါရဲ့ကျမ်းမာရေးကိုလည်းစားတော့နေတိုင်းနေကဆင်ခြင်ကြပါရဲ့ဒါနဲ့ဘုရားမြေဆောင်သူဒီကမြေဆောင်သူဒီကပရိယောဂဖြစ်လာဒီကလေဘူးနေဘူးမိလို့ယောဂတွေဖြစ်အဲ့ဒီအန္တရာယ်မကင်းဘေးမရှင်းတာဘာကြောင့်ပါလိမ့်မလဲခရားလို့လူတွေနဲ့ဒီဓမ္မတွေမှာအန္တရာယ်မကင်းဘေးမရှင်းတာကိုယ်ကိုယ်လည်းကျမ်းမာစေခြင်းနဲ့လူကြီးပဲကျမ်းမာရေးတဲ့ကိုယ်နဲ့တန်ကြလို့လိုက်စားကြတာကြီးပဲထိုကဲ့သို့ကျမ်းမာခြင်းပါရဲ့ကျမ်းမာရေးလိုက်စားပါရဲ့ဒါနဲ့မကျမ်းမာပဲနဲ့ဒုက္ခပင်လေဝေပြီးကောင်းကဲ့လဲနာရင်နာရင်ကြဓာတ်ချုပ်ရှိချုပ်အမျိုးမျိုးဖြစ်နေကြတာဘယ်ကြောင်းကြောင့်ပါလိမ့်မလဲလို့တရားကဘုရားမေးဒါရင်တရားက3ရက်ရှိလာတယ်ဓမ္မတွေကဖြေစမ်းပါ
ပေါ်လားအိတ်ကမေစရိယမပယ်နိုင်လို့တရားရည်ပုဂ္ဂိုလ်မေတ္တာပုံညာတော့မသူဘူးကွာကျမ်းမာရေးလိုက်စမ်းတာညာတော့မကျမ်းမာဘူးကွာဝန်းထဲမှာအိတ်ကနဲ့မေစရိယသူတော်ဘာကျမ်းမာတာမကြည်ညိုနိုင်တဲ့အိတ်ကကိုယ်ပစ္စည်းမလူများလာလို့ရှိရင်ဖုံးပြီးကြွားကာပြီးမပေးခြင်းလို့ကာကွယ်လုံးစကားတွေသုံးတာကွာတချို့ရင်လည်းဒီလိုရှိသေးတယ်ငွေကြီးမဲ့လူကမင်းငွေမရှိဘူးလားကွာငါငွေပြနေလို့အမဖုံးလိုက်တာများရှိသေးမလားဘူးလားအဲ့ဒီရဲ့လိုလာလာတွေကရှိနေတာဒါမိတ်ဆွေရလို့ဆိုလိုက်မယ်ဆိုရင်ကိုဟာကျုပ်မဲ့တော့ငွေကြီးမဲ့ပုဂ္ဂိုလ်ကစကားမှမဟာရတယ်သူတိုင်းရှိတတ်တယ်ဆိုတာနဲ့ကိုကတခြားလက်ရှိဒီလိုမှမရှိဘူးလားအဲ့ဒါပါခေါ်ကြမိတ်ဆွေရတွေပဲဆိုတော့ကျင်납ပါဒါဖြင့်အိတ်တာကလည်းသူလာတဲ့ကိုကကြည်ညိုသေးရဲ့ဟောစကားကြေးဒါနမဆင်းတော့ဘယ်တော့မှကောင်းမလို့စကားကြေးဟောကြိုက်ကြလားမကြိုက်ပါဘူးညနာဆင်းသွားရင်ကြိုက်ပါဘူးဒါအိတ်တာပါလားခုနကသူ့ရှိတယ်ငွေလားရှိလိုက်တာကဘာပါလဲဟောဒါခင်ဗျားတို့ဝန်နေရှိတယ်အဲ့ဒီအိတ်ကနဲ့မေသရိယရှိနေတဲ့အတွက်တရားရည်ဘယ်ခါကာလမှာအန္တရာယ်မကင်းဘူးကွာရှင်းလားရှင်းပါပြီဒါရင်ဘုန်းကြီးတို့ဓမ္မတွေအိတ်ကလာလဲဘာလို့ကြာဖြစ်တဲ့ရှုမေသရိယလာရောဒါပြန်အိတ်ကလာလဲဖြစ်တဲ့ရှုမေသရိယလာလဲဖြစ်တဲ့ရှုလိုက်လို့ချင်းဒေါသရှုပြီးသားဖြစ်နေတဲ့အတွက်သောကပရိဒေဝဒုက္ခဒေါမနကအကုန်ငြိမ်းအဝိဇ္ဇာတွေအကုန်သိ၍သံဃာစခန်းကပါတယ်ပေါ်ကြအဲ့ဒါမနာသေးတဲ့အတွက်ဝိပဿနာရှုရင်ဒီလိုရှုရတယ်ဆိုတာပေါ်သွားအောင်ပြောလိုက်ပါတယ်ဒုတိယမေကွန်းအရှင်ဗျာတဲ့အိက္ခမေသရိယရှိသောကြောင့်ဘတ်တော်ရီကိုယ်ကိုမေတ္တာကိုညာဆိုတာအန္တရာယ်မကင်းကျမ်းမာရေးလိုက်စားနေတယ်ကျမ်းမာရေးမရယောဂဥပဒတွေကထူတဲ့ပိဋကရနေတာတပည့်တော်ဖြင့်ရှင်း납ပါပြီအိက္ခမေသရိယကြောင့်ဖြစ်ရတဲ့ဖြစ်တွေပဲလို့တပည့်တော်သိပါပြီတဲ့၎င်းအိက္ခမေသရိယကလည်းဗျာအကြောင်းမရှိမလာနိုင်ရအိက္ခမေသရိယဖြစ်ကြောင်းလေးကိုလည်းတပည့်တော်အမိန့်ရှိပါဦးလို့တရားကမမေးတာမေးတဲ့အခါကျတော့ဘုရားဘယ်နဲ့ဖြေပါလိမ့်ဟောတရားကြီးတဲ့ချစ်ချင်းမုန်းရင်ကလာတာကွာဘယ်ကနဲ့လာပါချစ်ချင်းမုန်းခြင်းကကိုယ်သားလေးဆုံးမမရတယ်နဲ့သူများကောက်ပြီးသွားမုန်းတာကရှိသေးမရှိဘူးလားရှိပါဘူးကိုယ်သားရင်သွားတာတော့မတူရနဲ့သူများကောက်ပြီးသေးတာကြိုက်ပါလေကြံခဲရည်ရဲ့ဒီလိုတော့မလားဘူးလားချစ်ချင်းကြောင့်ဟိုဘက်မုန်းခြင်းကိုဒါဖြင့်ချစ်ချင်းမုန်းခြင်းကြောင့်ဟိုလူကိုသေးတာကြိုက်ကြေတာကြိုက်တာအိတ်တာမဖြစ်သေးဘူးလားမိတ်ဆွေရကလည်းသူနဲ့ကတကယ်လည်းများအကြောင်းများကျုပ်တရားမှမထည့်ဘူးမိတ်ဆွေရလည်းလာပြီမလာဘူးလားမလေးဘုန်းကြီးကဗာများသိနေတယ်အောင်းမိနေတယ်ခင်ဗျားတို့စိတ်ကဒီတိုင်းကမှတ်တကယ်ကြွရင်းပြီအောင်းပြီဒါဖြင့်ဓမ္မတို့အိက္ခမေသရိယရေကောင်းမြတ်ဘယ်လိုပါလဲချစ်ချင်းမုန်းခြင်းတကယ်ကြွတရားကြအိက္ခမေသရိယဘယ်ကလာတော့ဒါဖြင့်ချစ်ချင်းဆိုတဲ့လောဘစိတ်လာလဲဖြစ်ဖြစ်ရှိပါပရိစ္ဆေဘဝအလယ်ကပြတ်ပါတယ်အိက္ခမေသရိယဘယ်ကလာပါလဲချစ်ချင်းရှိလို့ရှိရင်လည်းအိက္ခလာမှာပဲမေသရိယရောမုန်းခြင်းရှိရင်ရောကောင်းပြီဒါကတော့ဖြင့်သိတော့ပါပြီတဲ့နေ့3ရက်ဟောနေတော့နော်ဒကာဓမ္မတွေတရားနာကြတယ်ဆိုတော့လေးလေးစားစားမှတ်ကြနော်လောဘဆိုတဲ့ချစ်ချင်းကိုလည်းပါလို့ပါမုန်းခြင်းဆိုတဲ့ဒေါသကိုဖြစ်ဖြစ်ရှိလိုက်လို့ချင်းဖြင့်အိတ်တမေသရိယပါမသိဘူးဘာအောင်လို့ဒါတွေမှတ်ရဒါကြောင့်ဘုရားကသာရကစိတ်တံသာရကစိတ်တံဤပဇာနာတိသိအောင်လုပ်ပါကွာသာရောဂစိတ်တံသာရောဂစိတ်တံဤပဇာနာတိသိအောင်လုပ်ပါကွာအိတ်တမေသရိယသိအောင်လုပ်ရှင်းမလားဒါဖြင့်ဓမ္မတို့အိတ်တမေသရိယပြန်မေးပါမယ်ဒကာတွေဓမ္မတွေယောဂဝအန္တရာယ်မကင်းတာဘာကြောင့်ပါလဲအိတ်တမေသရိယရှင်းပြီနော်အိတ်တမေသရိယကဘယ်များလာတာပါလဲဟော
ချစ်ချင်းရှိလို့ရှင်လည်းဒီလူချစ်လို့ရှင်ဟိုလူကိုအိတ်ကဖြစ်တာပဲမုန်းချင်းရှိလို့ရှင်လည်းထုံးနေသူပဲတဲ့ဟိုပေါ်မှာအိတ်ကမသူမပေးပါဘူးဆိုတော့ဝန်တူချင်းမလားဘူးလားဒါကြောင့်ဒကာဓမ္မတွေချစ်ချင်းလာတယ်ဘာလို့ရမလဲမုန်းချင်းလာတယ်ဒီပြည့်ရှိရမှာပဲဆိုတော့ဒကာကျေရှုတတ်ပါလားဒါနိဗ္ဗာန်ရောက်တရားကြီးကိုသေချာမှတ်ပါနိဗ္ဗာန်ရောက်တရားကြီးကိုသေချာမှတ်ပါဒါလူလေးနဲ့ဆက်ဆံမဆက်ဆံစဉ်းစားကြတာလူရမ်းနဲ့အမှန်ဆက်ဆံပါတယ်ဆိုတာပေါ်ကြဒါကြောင့်ခင်ဗျားတို့ကအိမ်နေပါပြည့်ရှိတယ်လို့မေးနေကြတယ်တောင်မြုံမှနေတဲ့ဓမ္မတွေအထေဘုံသားကထိုင်းနေသမ်းပါမွေးမာလေးလူလာဝယ်လို့ရှိရင်ဖြင့်လူတော့ကမဲဗျာကျုပ်မွေးမလဲတန်းနဲ့ပဲမပေးနိုင်မလားဘူးလိန်နဲ့လိန်လိုက်သေးတယ်လူလည်းခင်တယ်လို့လိန်လိုက်သေးတယ်ဟုတ်လားမွေးရမလဲတော့ဒါလေးကတော့အော်ဒါလေးရပြီးသားဖြစ်နေတော့ဒီတစ်ခါတော့သိခံပါအောင်နောက်တစ်ခါမပေးတော့ဘူးပေါ့လေဒီကိစ္စတော့မကြဘူးလားအဲတော့ထိုးရတဲ့အိတ်ဓာတ်တွေတော့မရှိဘူးလားမိတ်ဆွေရကလည်းဝန်တိုးလိုက်တဲ့ဖြစ်ချင်းလာကိုအိတ်တိုက်ပေါ်ဝါမှာမရောက်သေးဘူးအိမ်မဝါမှာမရောက်သေးဘူးသမီးမျက်စိပြပြသားမျက်စိပြခိုင်းနေမျက်စိပြသိမ့်ထိုင်သမားဓာတ်ကိုဝင်ရဘူးမလာဘူးလားဒီလိုမိတ်ဆွေရတွေကလည်းမများလားအဲ့ဒါချစ်တဲ့ပုဂ္ဂိုလ်လာကြတော့ပေးဝရခြင်းနဲ့လုပ်ပြန်မုန်းတဲ့ပုဂ္ဂိုလ်လာကြတော့ဖောက်ဖို့ရခြင်းနဲ့လုပ်ပြန်ဒါပြန်ရုပ်ပါပြည့်ရှိဆုံးတော့မမေးပါနဲ့ချစ်ပြလည်းရှိတာပဲမုန်းပြကောရှိပါဘူးတကယ်ကျသေးတယ်လို့စားကြံသေးရလားမစားကြံဘူးမစားကြံမှအန်တူနေနေစားအတော်ဆိုးရနေတယ်ဆိုတာပေါ်ပါအခုကတော့ဆရာတော်ကလည်းဝေးနေကြတော့မသိကြဘူးပေါ့အခုတော့ဩဒီလုပ်တွေကအတော်ပြည့်ကြီးပါလားပေါ်လာရောက်တို့အရောက်ဝိုင်လုံးနေတာကိုယ့်ပြည်စည်းနဲ့ကိုရင်းပြီးကိုယ့်အကိုရောက်ဝိုင်နေမှုသားလည်းမလုံးပါဘူးဆိုင်ဖို့ဆွဲရောက်တာပါပဲသူများပါပဲအကျွေးဓမ္မကဓမျိုးခင်မဲလို့လာတဲ့ပုဂ္ဂိုလ်ကဓမျိုးဟုတ်လားခင်တဲ့ပုဂ္ဂိုလ်ကြလို့ရှိရင်ပြင်ပေးလိုက်ခြင်းနဲ့မခင်တဲ့ပုဂ္ဂိုလ်ကြလို့ရှိရင်ဖွက်လိုက်ခြင်းနဲ့ဆိုတာကတော့လာရမယ်မလာဘူးအဲ့ဒါကြောင့်ဣဒ္ဓမေသရိယာဘယ်ကလာကြတော့ဒါဖြင့်နေရာဓမ္မတွေသိနိုင်ငံနေပြီးနိဗ္ဗာန်သွားကြံလို့ရှိရင်တခါကျချစ်ချင်းလာလဲပါလို့อ่ะမုန်းချင်းလာတယ်ချစ်တဲ့လူလည်းမရှိဘူးမုန်းတဲ့လူလည်းမရှိဘူးဆိုတော့ဒီသိနိုင်ငံသွားကြံသေးရလားမသွားကြံဘုန်းကြီးအကြိုက်ပဲသွားကြံမှာဆိုရင်နေတာသဘောပါကြအဲတော့မွေးလင်းလို့ရှိရင်ချစ်ချင်းမုန်းချင်းရှိတဲ့ဒီသွားကြံဒီနေ့တော့ဘယ်သူကဟောလာပေးတာလဲအဲ့ဒါမှမရင်မကောင်းဘူးသူနဲ့ကျုံနဲ့သိရင်နေတာဟောချစ်ချင်းတော့ကွာဟိုကြတော့မုန်းတဲ့ပုဂ္ဂိုလ်ဟာရင်ရောက်ငါခွာကြကုန်မမလားဘူးလားအဲ့ဒါခင်ဗျားတို့ထိုင်တာထိုင်မှရောင်းရတာကြက်မှထိုင်ရတာနေကြတာမကြည့်ရလို့မဟုတ်ပါဘူးတခါကျမကြည့်ရလို့မဟုတ်ဘူးအော်ဘယ်သွားမလို့ထိုင်နေပါလိမ့်မလို့မဲတဲ့အခါအပေသွားမလို့ထိုင်ဘယ်နဲ့ဆိုကြပါချစ်ချင်းလာတော့လေချစ်ချင်းဟာနေပြီးသနာဥပါဒံပဲတဲ့မုန်းချင်းလာပြန်တော့ဒေါသဒေါကပရိဒီဝပဲမလဲဘူးမဆိုးရဘူးလားအဲ့ဒါဒီနေရာပฏิယူပဖြစ်မဖြစ်ဒါကြပฏิယူပဒေတော်ဝါသောဆိုတရားလျောက်ပတ်တော်ရတဲ့နေရာချင်းဝါလောဘဒေါသမရှိတဲ့နေရာနဲ့နေရာချင်းဒီကောက်ဒီလိုနေရာကျတော့နေလို့ဖြစ်ကြဘာလို့မဖြစ်တာတော့အပယ်မသွားရလို့ရိပ်ပြီမလားဒီလိုမနေတာကဘယ်နဲ့ကြောင့်မလဲအပယ်မသွားရဩခင်ဗျားတို့ဗဇက်ကမို့ဆွဲရပါပြီအတော်ဆိုးအတော်ဆိုးတယ်ဆိုတာကိုဒိဋ္ဌိတေချာချာကသိရှင်းလိုက်တယ်မှာပေါ်လာသူတို့ဆိုင်တိုင်းနေတာဘေးကပုဂ္ဂိုလ်ကတော့အယောင်လေးကကွက်အဝယ်လေးကလည်းနောက်ကရှိနေတော့ဘေးကပုဂ္ဂိုလ်ကိုမျက်နှာရှိတဲ့ပုဂ္ဂိုလ်ကတော့သူ့ဖြင့်ဝမ်းသာလိုက်တာပယ်သွားတာဝမ်းသာနေရိပ်ပြီကလားဘယ်သွားတာဝမ်းသာနေဒါအမြတ်ကျေးဇူးပါဘယ်နဲ့ပြောလိုက်ပြီအပေသွားတဲ့လူကသွားမဲ့လူကနေပြီးဒီကလည်းခင်ဗျားဒီစိတ်ထားရှိတာကျွတ်တို့မေတ္တာဆုကြပါဗျာကျွတ်တို့ဒေဝတော့ရောက်ပါပြီဒီလိုပဲမကြဘူးလားတကယ်ပြောလောကကြီးထဲမှာမသိတဲ့လူတွေလည်းပေါင်းနေရတာခက်ဆုံးမဲ့တော့မသိတဲ့လူတွေပေါင်းမသိမလိမ္မာတဲ့ပုဂ္ဂိုလ်တွေကဘယ်နဲ့ဖြစ်နေတော့ဆိုတော့သူပြောတာဟုတ်ပဲကိုယ်စေနာကောင်းနဲ့ပြောနေကြတာသူစေနာအပေရောက်အောင်ဟော
ဆိုရဘူးလားအဲ့ဒါကသစ်တို့ကကျွယ်တို့ချက်ချက်စဉ်းစားခိုင်းခိုင်းနေခုရှိရတယ်ဖြစ်တဲ့ပုဂ္ဂိုလ်ရှိရမောင်းတဲ့ပုဂ္ဂိုလ်မလို့တော့ခုရှိရင်နောက်ကဘယ်လိုလိုက်လာမယ်ထင်လဲအိဋ္ဌမိတ်ဆွေယာမလိုက်ဘူးတိုင်းဒါဖြင့်တကယ်ကျွယ်လူတသိသိတို့သူပတိတရားမရောက်ပါဘူးကွာလို့ခင်ဗျားကသစ္စာတန်ရုပ်ခေါ်လိုက်တာများယုံမလားအဲ့ဒါခင်ဗျားတို့ကကျုပ်ကြောင်းဆောက်ထားပြီးဘုရားတည်တာကျုပ်ဘာလူသေးတော့လူတော့လူသေးတယ်အပေကမတက်နိုင်သေးဘူးရိပ်ပြီလားဒါပြန်နေတိုင်းပြတာကြောင်းဆောက်ဘုရားတွေကတခါလေကြောင်းညင်ညွန့်မှလောက်တာဘူးဒါကဆိုင်တိုင်းနေကနေတိုင်းမလားဘူးလားအဲ့ဒါကြောင့်တခါတက်တို့အရင်နေမှုတခါကျွဲတို့အရင်နေမှုထွင်းကျင်မရှိအမှန်သိကိုဟောနေတယ်လို့သိသိချာချာမှတ်ပါလားဒါတွေဘုရားဘုန်းကြီးမတင်လို့ရှိရင်ဘုရားကလည်းမဟောဘူးဆိုလို့ရှိရင်ဒကာရမတွေဘာဖြစ်ရှိသလုံးဆိုတာနဲ့နေတော့မနေဘူးလားသဘောကျတယ်။ကိုင်းဒကာရမတို့နိုင်ရတဲ့စိတ်ကနေနေပြီဒီချစ်ချင်းမုန်းချင်းဘယ်ကလာပါလိမ့်မလဲ။မနေ့ကနာဘူးတဲ့ပုဂ္ဂိုလ်တော့ဆန္ဒရဒကာရမတို့ဘယ်သူကလာလဲ။ဩသူ့ကိုပေါင်းရလို့ရှိရင်နေရာကျမှာပဲဆိုတဲ့ဆန္ဒသူနဲ့မပေါင်းရလို့ရှိရင်ကျုပ်ကျေးဇူးမရုပ်ဘူးဆိုတဲ့ဆန္ဒဟောအပေါင်းအသင်းရေးတာကဆန္ဒပါပါလိမ့်နင်ကရမ်းပေါင်းနေတာကိုဟာလူကြီးကတည်ရင်လူကြီးကတည်ရင်မင်းတွေကလည်းဆိုရရင်ကိုကျေးဇူးရှိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းပေါ်กว่าကိုကျေးဇူးရှိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းကိုမှာပေါ်กว่าအမေတကယ်ကြတော့လူကြီးလုပ်ပြီးဆန္ဒကိုပင်းနေဆန္ဒမသိဘူးလားအဲ့ဒီဆန္ဒကြောင့်ဘာဖြစ်တဲ့တုန်းွားပါပြီလူကြီးကြောင့်ဒုက္ခရောက်ပြီမရောက်ဘူးလားလူကြီးကြောင့်ဒုက္ခရောက်တာကလေးတွေပွေးရတတ်တာဟုတ်ပါရဲ့လားတိုင်းဒါဖြင့်သင်လာသင်ရတယ်ကိုသားသမီးချစ်လို့ခင်းလို့ကျင်းလို့လူချင်းတူလူသာသင်တတ်တာဘူးဗျာလူချင်းတူလူဖြစ်အောင်သာသင်တတ်တယ်နိဗ္ဗာန်ကောင်းအောင်မသင်တတ်ဘူးတဲ့လေဆိုပါကဲဒါဖြင့်ချစ်ချင်းမုန်းချင်းပဲလာပါလိမ့်တခါတည်းကဆံရောက်ရင်မစိတ်ကူကူယနေ့တော့ပြန်ဘုရုဘယ်လိုပြောရပါမလဲဒါလည်းဆန္ဒဘုရုကတော့ပြန်စကားတော့လွန်နေတယ်ဘယ်လိုပိတ်ဆိုရပါမလဲပါပါလိမ့်လားဒီဆန္ဒကလည်းဆိုင်တိုင်းရမတန်နဲ့ဘယ်သူမှအယောင်းဝယ်မလာခင်သူကရှင်းဥစွာဘိုလ်လို့ထွက်တခါကျပဲဆန္ဒကဘာလို့ထွက်အယောင်းလည်းမလာဘူးဝယ်လည်းမလာဘူးဒီဆန္ဒအရင်ရောက်ဒီဆိုင်တိုင်းကောင်းကအရင်ရောက်လာကြောက်စရာကောင်းလိုက်တဲ့ဖြစ်ချင်းပေါ်လာဒီနေ့တော့ဘုရားဘယ်လိုပြောမှဆိုတာပါပါလိမ့်ဘုရားတော်ပြန်စကားလွန်ထားတယ်ဘယ်လိုလဲလိုက်မှာပဲဆိုတော့အဲ့ဒါကအယောင်းဝယ်မလာခင်ကလာမှဟိုလောဘဒေါသမဖြစ်ခင်ကလာတဲ့ဆန္ဒရင်းပြီလားဒါပြန်ဆန္ဒကြောင့်ပါဖြစ်သလိုခြေရှင်မုံချင်းဖြစ်သောကြောင့်ပါလာတော့အိဋ္ဌမိစေရဖြစ်သောကြောင့်ပါလာပါလေယောဂများလေပေါ်ကြပြန်မေးပါဦးမခင်ဗျားတို့တုတ်လေးနေယောဂကြတော့အမေကင်းနေကြတယ်တယ်မထွက်ချင်ရင်းပြီလားတကားကြွေသံဃာကြောင့်ပါဖြစ်ပါလေခြေရှင်မုံချင်းကြောင့်အိဋ္ဌမိစေရရှိလို့ယောဂများရတယ်သေဘောဝင်ရတယ်ဆိုတာသဘောကျဒါဖြင့်ဒါဘုန်းကြီးကတန်ခါရှင်းပြောတဲ့စကားကတရားကဘုရားမေးလို့ဘုရားကအမှန်ဖြေတာလားဒီသန္တာဘယ်ကလာတော့ဒီသန္တာဘယ်ကလာပါလဲဝိတ္တကမကြ္ဇာကာမဝိတ္တေဗျာပါဒဝိတ္တေဝိဟိန္ဒဝိတ္တေဝိတ္တဘယ်မျိုးရှိပါလဲဒီသားမဟုတ်ပါနဲ့ရှင်းပြီနော်ကာမဝိတ္တေဗျာပါဒဝိဟိန္ဒဝိတ္တေသူကဆန္ဒနဲ့စောသေးတယ်တခါကျွေးဆန္ဒနဲ့စောသေးကာမဝိတ္တေဆိုတာယနေ့အိမ်ကမထွက်ခင်တည်းကယနေ့အထဲကိုပြန်လို့ရှိရင်ဖြင့်ဘယ်ဟာရှိထားပြင်မယ်ဘယ်လိုအစဉ်ပြင်ခင်းထားမယ်ဆိုတဲ့ဥစ္စာအိမ်ကတည်းကတခါတည်းဘယ်ကိုရင်သွားမယ်ဘယ်ကိုရင်ပြောမယ်ဘယ်ကိုရင်သင်ပြင်မယ်ဆိုတာကြံလုံးတွေကကာမဝိတ္တေတပည့်ကြဗျာပါဒဝိတ္တေဆိုတာကဒကာဓမ္မတွေတဲ့ဘုရားလို့ရှိရင်ခဏနာပြောမှရမှာ
ဒုက္ခနာပြောရင်ဒီလိုဆက်ပြနဲ့ပေးမှာမဟုတ်ဘူးမလားဘူးလားဉာဏ်ရင်းနဲ့သားနဲ့ကိုပြောမှပဲဆိုတာကဗျာခါရဝိတ္တတပည့်ကြဝိသဝိတ္တကတော့ဒကာဓမ္မတို့စိတ်ထဲမှာရင်မဒီပုဂ္ဂိုလ်ကကွာဘယ်ဟာဘုရုပစ္စည်းပြန်ပေးရင်လည်းစိတ်မရှိအောင်သေတာကောင်းဒါကဝိသဝိတ္တဒကာကျော်ဒါတွေကအိမ်မှာဆိုင်မရောက်ခင်အိမ်မသွားခင်ကပေါ်တဲ့ဝိတ္တသုံးဘာပါလဲကာမဝိတ္တဝိတ္တသုံးခုဒကာဓမ္မတွေဒီဝိတ္တသုံးခုကြောင့်ဘာလာပါလဲခန္ဓာလာလို့ခြေချင်းမုံချင်းခြေချင်းမုံချင်းလာလို့အိဋ္ဌမိတ်္ခရိယရှိလို့ယောဂဥပါဒရေရှိရသည်ဆိုတော့ဒီဝိတ္တသုံးခုလက်ပဲရှိသေးတယ်ကွာလို့ခင်ဗျားပြောတယ်ရှင်ဗျာဒီဝိတ္တသုံးခုလက်ပဲပြောစမ်းပါဦးလို့ဆိုတော့ပပြင်စကြောင့်ခေတဏမာနဒိဋ္ဌိကြောင့်ဒကာဓမ္မတို့ဝိတ္တသုံးခုပဲလာတော့ပပြင်စဆိုတာပါပါလေတဏမာနဒိဋ္ဌိကြောင့်ဝိတ္တဖြစ်ပါတယ်ဝိတ္တကြောင့်သန္တာဖြစ်တယ်သန္တာကြောင့်ခြေချင်းမုံချင်းဖြစ်တယ်ခြေချင်းမုံချင်းကြောင့်အိဋ္ဌမိစ္ဆရိယရှိလို့ယောဂများရတယ်ဆိုတာသိကြပါလားနာရီကရှိတော့တရားမဆုံးဘူးကဲယနေ့ဒီရင်မနာကြပါ